ကိုချစ်တတ်ရင်မကူညီတဲ့လူသုံးမျိုးအကြောင်းကိုပြောပြပေးသွားပါမယ်။လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာတခြားသူတွေကိုအမြဲကူညီနေရမယ်လို့မဆိုလိုပါဘူး။တစ်ခါတလေမှာမကူညီဘဲနေလိုက်တာကကိုပြန်ချစ်တက်လာတာပဲဖြစ်ပါတယ်။အဲ့ဒီတော့တင်အကွာဝေးတစ်ခုမှာပဲထားတဲ့လူသုံးမျိုးအကြောင်းကိုပြောပြပါမယ်။နံပါတ်1ပြောင်းလဲဖို့အဆင်သင့်မဖြစ်သေးတဲ့သူ။သူတို့တွေကလူဆိုးတွေမို့လို့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကိုယ်တိုင်သင်ယူရမယ့်ဘဝသင်ခန်းစာတချို့ရှိနေလို့ပါ။ဘဝရဲ့တချို့သောသင်ခန်းစာတွေကိုဘသူကမှကိုစားနာကျင်ပေးလို့မရသလိုအတင်းအကျပ်သင်ပေးလို့လည်းမရပါဘူး။နံပါတ်2သင်ကိုစိတ်ချမ်းသာမှုထက်ပိုပြီးတော့ပင်ပန်းစေတဲ့သူသူတို့ကိုကူညီလိုက်တိုင်းသင်ကအားရင်ကုန်ခန်းသွားတယ်လို့ခံစားနေရပြီဆိုရင်အဲ့ဒါဟာသတိပေးချက်တစ်ခုပါပဲ။သင်ကကိုယ့်ရဲ့ကန့်သက်ချက်နယ်မြေကိုကျော်ပြီးသူတို့ကိုပေးဆက်နေမိတာကြောင့်ဖြစ်ပါတယ်။နံပါတ်3သင်ကကူညီလေးပိုပြီးအခွင့်ကောင်းယူလေးဖြစ်တဲ့သူမျိုးအဲ့လိုလူမျိုးတွေကသင်ပေးတဲ့ကောင်းမှုတွေကိုတန်ဖိုးမထားတတ်ပါဘူး။သူတို့မှအမြဲလိုအပ်နေတာတွေကိုပဲတောင်းဆိုနေတတ်ပါတယ်။သင်သူတို့အတွက်အသုံးဝင်နေသေးတော့သင်အပေါ်ကောင်းပြပါလိမ့်မယ်။ဒါပေမဲ့သင်ကညှင်းလိုက်တာနဲ့ချက်ချင်းစိတ်ဆိုးသွားပါလိမ့်မယ်။သူတို့မှအာနာစိတ်ဆိုတာမရှိသလိုကျေးဇူးတင်တတ်တဲ့စိတ်ဆိုတာလည်းမရှိကြပါဘူး။အဲ့ဒီတော့အကြံပြုချင်တာကတကယ်လို့သင်ကသူတို့ဘလို့လူမျိုးလဲဆိုတာကိုသေချာမသိသေးရင်ကူညီတာကိုခဏလောက်ရက်ကြည့်လိုက်ပါ။အတ္တကြီးတဲ့